Namo Tata Bhagavato Arahato Dhamma Sambuddhassa Namo Tata Bhagavato Arahato Dhamma Sambuddhassa Namo Tata Bhagavato Arahato Dhamma Sambuddhassa Arahato Luna Brahma Tattva Alonoi Puzo Thugo Khayundo Muthai Thato Arahato Longson Kilita Mandamyago Ajun Jamashi Agonsen Bedato Mubi Thato Arahato Sequoia Yanai Bele Magamu Agudo Piro Mamu Tatato Amana Mudada alone sondo deado dogo Mapao Mapian Deambu Nyampi Koro Dain Todo Dido Mupitado Tata Bagawado Bono Chaba the Ken Tobayashin A Namo Yudimiano Mayu Joy Shikova E Shimpaya Yine Poino Diana Bredamia Adre Gogo so much a pine knit Diarogo, Poino, Oala sound, Tamala sound, Diazaga, or Japima Pipare. When you that a Gogo so much in Sao Tema Pare, Sazuli Miago, a pine light, Diana Bretamia, Umobido, Bibiso, Tishi Nancy and Dre, Sazuli, Chicken, Bido, Diazagamia, Violara, Pin, Dine, Dudia by Gogo so much in a pine nickel. ဆက်လက်ပြီးတော့ညဝေပေးမှာဖြစ်ပါတယ်။စာအုပ်ထဲမှာပါတဲ့ကိုကိုဆုံးမခြင်းအပိုင်း2မှာဘုန်းကြီးတို့အချင်းအပြင်ဗာလေးရေးထားလဲဆိုတော့ကိုငါဘာမှမဟုတ်ဘူးငါပိုင်ဆိုင်မှုဆိုတာလဲဘာမှအမြဲမရှိဘူးငါရဲ့ဘဝဖြစ်တည်မှုဆိုတာလဲဘာမှအကြာကြီးမဟုတ်ဘူးစတဲ့နှလုံးသွင်းခံယူချက်နဲ့တတိပေးနေရပါတယ်။မဟုတ်ရင်တရင်ကရှိနေတဲ့ကိုယ့်ရဲ့အရှိတရားကိုအကြောင်းပြုပြီးတော့ ကိုအထင်ကြီးကမာနတွေကနေရာယူတက်လို့ပါပဲလူဟာကိုအထင်ကြီးနေပြီဆိုရင်သူတစ်ပါးကိုအလိုလိုအထင်သေးလာတတ်ပါတယ်ကိုရဲ့အတ္တမာနကသူတစ်ပါးအပေါ်အယူသည်ပြုတ်တတ်တဲ့ခါရဝတရားကိုနှိမ့်ချတတ်တဲ့နိဝါဒတရားတွေကိုလွှမ်းမိုးသွားရင်ဘဝကအကြပိုင်းကိုဥတည်စေတော့တာပါပဲအဲကြောင့်ဘာမှအကြာချင်းမဟုတ်တဲ့လောကကြီးမှာဘာကြောင့်အထာကြီးတွေနဲ့မာနတွေကြီးနေကြမှာလဲပေါ့ တကယ်ဆိုရင်အားလုံးဟာတေးကြရအောင်မှာပဲမဟုတ်လားဘာမှအကြာကြီးမဟုတ်တဲ့လောကကြီးမှာဘာကြောင့်အထာကြီးတွေနဲ့မာနတွေကြီးနေကြမှာလဲတကယ်ဆိုရင်အားလုံးဟာတေးကြရအောင်မှာပဲမဟုတ်လားဘုန်းကြီးကဒါကိုပြန်ပြီးဆုံးမတာပါပဲမာနတွေတစ်ခါလူဟာရှားကြံပြီးတော့မာနတွေကြီးတတ်တယ်ဘာမှမရှိတဲ့လူတော်မှမရှိဘူးဆိုတဲ့မှန်မရှိမှန်ချို့က ပြောလိပြောတာသိရှိတယ်အိုးတို့ကမရှိတာဒါမျိုးဘယ်တော့မှမလုပ်ဘူးဆိုတာဒါလည်းမရှိမှန်ပဲမရှိမှန်ဒါကြောင့်ဘုန်းကြီးတို့ဗမာစကားမှာတရောင်းသားထမင်းဝါတော့ဘာဖြစ်တယ်ညာဖြစ်တယ်အဲ့ဒါကြီးမရှိမှန်ပဲမာနဆိုတာကလူကိုရှားကြမ်းပြီးတော့သူကလည်းပဲဒုက္ခပေးတဲ့သဘောပဲမာနကမလဲဆရာတော်ဘုရားကြီးကမာနကြီးကခွေးမိပမာမြည်စွပါရှင်ထောင်ကမတ်တ သုံးမကြဘူးမာနဟာခွေးအမိလိုပဲတဲ့ထောင်နာအသုံးမတည့်ပါဘူးဘယ်နေရာမှအသုံးမတည့်ဘူးမာနကဝိနည်းကိုရီးယားမှာဆိုရင်တော့ခွေးသားတွေရောင်းတော့ခွေးမိတော့မရှိစော်ရတော်တော်အရသာရှိတာပဲကိုရီးယားမှာကိုရီးယားတွေ့ကြုံလေအဲ့ဒါဘုန်းကြီးကကိုရီးယားမှာနေသာသနာပြုတော့ကိုရီးယားတက္ကမကြီးတယောက်ကအဲ့ဒါလာပြီးတော့ရှောက်တယ်စနင်းမရှိနုံကိုကြီးသာတရီကေယခချိကပ်ရှိတာဆိုပြီးလာရှောက် အဓိပ္ပာယ်ကစနေရှင်ဘုရားမရှိနုကိုကြီးသာတရီကေယအရသာရှိတဲ့ဟင်းဆုံးကတ်ချင်ပါတယ်ဘုရားခချိကပ်ရှိတာလာပါဘုရားဆိုလာပင့်တော့ဘုန်းကြီးကအဲ့သူနဲ့ပါတော့ဘာသားလဲမသိဘူးစိတ်ကဟိုရောက်တော့ခတ်ဝေးရလှမ်းပြီးမြင်တော့စိုင်တွေ့မှလန့်သွားတယ်ဘာရေးထားလဲဆိုဂဲကိုကြီးဂျစ်လို့ရေးထားဂဲဆိုတာခွေးကိုကြီးဆိုတာအသားဂျစ်ဆိုတာစားတော့ဆိုင်ခွေးသားအယောင်ဆိုင် ခွေးသားရောင်စဟာမရှိစော်ရိုးတဲ့စားကြည့်ပါတဲ့အရသာရှိတယ်ဗျာဟာခွေးသားစားလို့မရဘူးခွေးမိတော့ကတကယ်မရှိစော်ရိုးတဲ့ဟာအရှင်မြတ်ခွေးမိတော့ကတိတ်အရသာရှိတာဗျာဖိုးပေးပါဗျာလာလျှောက်လို့ဘုန်းကြီးအော်ခွေးကအစမပြေဘူးဘုန်းကြီးတို့မစားကောင်းတဲ့အသားတွေပါခွေးသားလည်းပါတယ်ဘုန်းကြီးတို့ဗမာပြည်ကလူတွေကခွေးသားမစားဘူးလို့တော်တော်ညည်းယူပါ ပြောချင်တာကမလဲဆရာတော်ဘုရားကြီးကမိန်တယ်မာနာကြီးကခွေးမိပါမှာမြည်စွပါရှင်ထောင်ကမတ်တာသုံးမကြဘူးဆိုတဲ့မာနာခွေးမိလို့ပဲထောင်းတာအသုံးမကြဘူးဆိုတဲ့စကားကတော့ကိုရီးယားမှာချွင်းချက်အနေနဲ့တောင်ထားမလို့ဖြစ်နေတယ်ကိုရီးယားမှာခွေးမိတော့ကတော်တော်အရသာရှိတာပဲ ဒ
အဲ့ပြောချင်တာကဘုန်းကြီးတို့လူတွေမှာအရှိတရားတရင်ငါအရှိတရားကိုအကြောင်းပြုပြီးတော့မာနတွေရှာကြံတက်တာကိုပြောတာငွေရှိတဲ့သူကလည်းငွေကိုအကြောင်းပြုတော့မန်တက်ယာတုရှိတဲ့သူကလည်းယာတုကိုအကြောင်းပြုတော့မန်တက်ဂုံရှိတဲ့သူကလည်းဂုံကိုအကြောင်းပြုတော့မန်တက်လူကမာနကြောင့်ကိုယ့်ကိုယ်အထင်ကြီးသွားတာမာနကလူကိုအထင်ကြီးစေတယ်လူကကိုယ့်ကိုအထင်ကြီးပြီဆိုတာနဲ့သူတစ်ပါးကိုအလိုလိုအထင်သေးသွားတာဒီစကလုံးလေးတေချာတွေးကြည့်တော့လည်းပဲအမှန်ဘုန်းကြီးတို့ကစကလုံးနေနဲ့ပြောတာတိတ်အထင်မကြီးနဲ့တိတ်အထင်မကြီးနဲ့အထင်မကြီးနဲ့အထင်မသေးနဲ့ဆိုတဲ့စကလုံးမှာတေချာဒီစကလုံးလေးကို analyze လုပ်ကြည့်တေချာခွဲခြမ်းစိတ်ဖြာခြင်းအထင်ကြီးတယ်ဆိုတဲ့စကလုံးမှာအထင်ဆိုတာတကယ်မှမဟုတ်တာအထင်ဆိုတာတကယ်မှမဟုတ်တာထင်နေတာဟုတ်သူအထင်ကိုကြီးနေတာသူတကယ်မဟုတ်တဲ့ဟာကြီးကိုတကယ်ထင်ပြီးတော့မှန်ဝင်နေတာအဲ့ဒါထင်ကြီးတယ်ခေါ်တော့အထင်ဆိုတဲ့စကားလုံးကထင်နေတာအမှန်တကယ် not real artificial ပဲအတုပဲအဲ့အတုကိုအထင်ကိုပဲအမှန်တင်ပြီးတော့အဲ့ဒါဟိုမရှိတာကိုရှိတဲ့ရောင်ရောင်နော်မရတာကိုရတဲ့ရောင်ရောင်အတော်ဆိုးတာအဲ့တော့အထင်ကြီးတယ်ဆိုတာတကယ်မဟုတ်တာကိုတကယ်အဟုတ်လုပ်ပြီးတော့ဖြစ်နေတဲ့သဘောကိုအထင်ကြီးတာပဲအဲ့အထင်ကြီးပြီးသူကကိုယ့်ကိုအထင်ကြီးလိုက်တာနဲ့သူများကိုကြည့်ရင်အထင်သေးသွားတာ look up ဖြစ်တယ်နဲ့ look down ဖြစ်သွား look down on ဆိုတာကိုယ့်ကို look up မာနကြီးသွားတယ် proud ဖြစ်သွားတာနဲ့သူတစ်ပါးအပေါ်မှာ look down on အထင်သေးသွားတယ်အတ္တမာနကြောင့်သူတစ်ပါးအပေါ်မှာအထင်သေးသွားတဲ့လူတစ်ယောက်ဟာကိုယ့်ကိုအထင်ကြီးလိုက်တာနဲ့သူတစ်ပါးကိုအထင်သေးတဲ့လူတစ်ယောက်မှာမာနကြောင့်ဘာဖြစ်သွားလဲဆိုတော့ခါရဝတရားလည်းမရှိဘူးမပေးနိုင်ဘူးဒီလို respect မပေးဘူးမာနကြီးတဲ့လူက respect မပေးဘူးဆိုရင်ဂါရဝတရားမထားနိုင်ဘူးဆိုရင်သူ့ရဲ့ဆန့်ကျင်ဘက်နိဝါဒဆိုတာနှိမ့်ချတာဂါရဝမထားနိုင်ဘူးဆိုရင်နှိမ့်ချတာလည်းမလုပ်နိုင်တော့ဂါရဝောစာနိဝါဒောစာတန်တုဋ္ဌိစကတိညုတာမင်္ဂလာတုံးမှာလာပြီလားဂါရဝောစာယူသေးပေးတာနိဝါဒဆိုနှိမ့်ချတာမင်္ဂလာပဲမင်္ဂလာဆိုတာ an auspiciousness ပဲတိတ်ပြီးတော့ကုသိုလ်တိုးစီတဲ့အရာကိုမင်္ဂလာလို့ခေါ်တာမာနကိုအကြောင်းပြုတော့လူတွေဟာလေတယောက်နဲ့တယောက်ဟိုခါရဝတွေမထားနိုင်ဘူးအယုသေးတွေမပေးနိုင်ဘူးကိုကိုနှိမ့်ချတဲ့နိဝါဒတွေမလုံနိုင်တော့ဘူးဆိုရင်မာနကြောင့်တတ္တဝါတွေမှာအဲဒီမောင်မားမှုတွေဖြစ်ကုန်တော့တာပဲအကြောင်းမလို့မာနကိုအခြေခံရင်မင်္ဂလာတွေပျောက်တယ်တဲ့ခါရဝမင်္ဂလာလည်းပျောက်တယ်နိဝါဒမင်္ဂလာလည်းပျောက်တယ်ကျန်တာတော့မသိဘူးအဲဒီဘုန်းကြီးမင်္ဂလာပျောက်တာတခါကတရားတွေမှာထည့်တယ်ဟောတာမင်္ဂလာပျောက်တာကနှုတ်ဆက်တာအစားမင်္ဂလာပါဆိုတာတွေတော့ပျောက်ကုန်တာတော်သေးတယ်အခုဓမ္မစကူတွေပေါ်လာတော့အဲ့ဒါလေးပြန်ပေါ်လာတခါတော့ဘုန်းကြီးတရားပွဲကိုရီးယားဆရာတော်ဆိုပြီးသူကလူတွေကဘုံမောအညောင်းဟာဆေးရောမဲသူကမင်္ဂလာပါလို့မနှုတ်ဆက်ဘူးအညောင်းဟာဆေးရောကိုရီးယားဆရာတော်ဆိုကိုရီးယားလို့နှုတ်ဆက်တာသူတို့ကကိုတရားပွဲတွေမှာအသက်ကြီးတက္ကမကြီးရှေ့ကနေဖုံနဲ့အညာဆေးရောတဲ့သူကမပြီးကလားအညောင်းဟာဆေးရောတော့မဟုတ်ဘူးသူကအညာဆေးရိုးတယ်အညာဆေးရိုးမလုပ်ပါနဲ့လို့အညောင်းဟာဆေးလို့မနှုတ်ဆက်နဲ့မင်္ဂလာပါလို့နှုတ်ဆက်ပါဘုန်းကြီးပြောပြမင်္ဂလာဆိုတာကိုယ်စကားပဲမင်္ဂလာပါလို့နှုတ်ဆက်တာနဲ့အညောင်းဟာဆေးလို့နှုတ်ဆက်တာဘယ်ဟာကကုသိုလ်တိုးမလဲတေချာစဉ်းစားကြည့်အညောင်းဟာဆေးလို့နှုတ်ဆက်ရင်အိုပါရင်တော်မြင်တာအိုပါစိတ်တွေမြင်တော့အကုသိုလ်စိတ်ပဲဖြစ်မှာပဲအိုးမင်္ဂလာပါလို့သာနှုတ်ဆက်ကြည့်စမ်းမင်္ဂလာပါဆိုတဲ့စကားလုံးလေးကမင်္ဂံပါပန်လူနာတိစိန်တတိတိမင်္ဂလံပါပန်မကောင်းမှုအကုသိုလ်ကိုလူနာတိစိန်တတိတိပယ်ဖြောက်ပေးတတ်တဲ့အတွက်ကြောင့်မင်္ဂလံမင်္ဂလာလို့ခေါ်တယ်မကောင်းမှုအကုသိုလ်ကိုပယ်ဖြောက်ပေးတာမင်္ဂလာဆိုတော့မင်္ဂလာလို့ပါဇက်ထဲကပြောလိုက်တာ ਨੇ အိုးကုသိုလ်တစ်ခါတိုးကုသိုလ်တစ်ခါတိုးဒါကြောင့်အလေးချင်းတွေလို့ဖြစ်အောင်ဘုန်းကြီးတို့ကဓမ္မစကူးလေးတွေမှာကလေးတွေကသင်ပေးလိုက်တော့ဓမ္မစုလူငယ်လေးတွေကကလေးတွေကဒါလေးတွေပေါ့အလေးကျင့်နေရဘုန်းကြီးတွေ့ရင်ဘုန်းဘုန်းမင်္ဂလာပါဖေဟာမင်္ဂလာပါဖေဟာမင်္ဂလာပါစကားလေးတွေနဲ့ကျင့်တတ်เสียဝမ်းသာเสียဖြစ်တာအေးသင်လို့မတတ်တာတော့လူကြီးတွေပဲလူကြီးတွေကမင်္ဂလာပါအလေးကျင့်မရှိတဲ့အခါကျဘုန်းကြီးကတခါအကြောင်းဒကာကြီးတွေတက်လာဒကမာကြီးတွေတက်လာကိုကစပြီးတော့မင်္ဂလာပါလို့နှုတ်ဆက်ပေးတယ်ဒကာကြီးမင်္ဂလာပါဆိုတော့တင်မဖေဟာဆိုထိုင်တော့ဒကမာကြီးမင်္ဂလာပါဆိုတော့တင်မဖေဟာအမေသူ့နာမည်ခေါ်တယ်များမှန်နော်မ
မင်္ဂလာပါဆိုမင်္ဂလာပါလို့ reaction ကလာမှာဒါမှရောင်းသူဝယ်သူအတန်တူကိုအခုတော့မင်္ဂလာပါဆိုတင်မဖရားဆိုဘုညာပါဆက်ပြောမှာမသိတော့ used to မဖြစ်တော့တာကိုယ်စကားပြောရမှာကြတော့ share ပြီးတော့သူများစကားကြတော့သိပ်ပြီးတာရမပြောချင်တာကအဲ့ဒီမင်္ဂလာပါဆိုတဲ့အတန်တွေကစကားလုံးနဲ့ကိုတော့မပြောက်တင်တော့ဘူးနော်ပို့ပြီးတော့လက်တွေ့ဘဝထဲမှာမင်္ဂလာတရားတော်နဲ့အညီပို့ပြီးကျင့်သုံးနိုင်ရင်တော့အကောင်းဆုံးပေါ့လောလောဆယ်ပါဇက်ကကိုပဲမင်္ဂလာပါလို့နှုတ်ဆက်ရင်ကာရဝမင်္ဂလာနိဝါဒမင်္ဂလာဖြစ်တဲ့အတွက်ကြောင့်မာနလေးတွေလည်းပယ်ပြီးသားဖြစ်ပါတယ်နော်ဒါကြောင့်မလို့မာနဟာတတ္တဝါအတော်ဒုက္ခပေးတဲ့တရားတစ်ခုဒါကြောင့်ဘုရားကကိလေသာထဲမှာထည့်ထားတာမာနဆိုတာလည်းကိလေသာပဲကိလေသာဆိုတာပူတာပဲစိတ်ကိုပူလောင်စေအောင်လုပ်ပေးတာကကိလေသာတရားဆိုစိတ်ကိုပူလောင်စေတာလောဘဖြစ်ရင်လည်းပူတာပဲဒေါသဖြစ်ရင်လည်းပူတာပဲမောဟဖြစ်ရင်လည်းပူတာပဲမာနဖြစ်ရင်လည်းပဲပူတာပဲမာနကြီးလို့အေးချမ်းမယ်တော့မထင်နဲ့မာနကလည်းပူတာပဲဆိုတော့အဲ့ဒီမာနနဲ့သေလို့ရှင်ဘုရားကမာနကြီးတဲ့ပုဂ္ဂိုလ်ဟာတဲ့အမျိုးဆက်နှိမ့်ကြတတ်တယ်တဲ့မာနနဲ့သေရင်ဘဝနှိမ့်ကျအစစ်နှံနှိမ့်သွားဟိုးဘုရားလက်ထက်ကဇတ်တော်တစ်ခုမှာအတ္တကဆိုတဲ့ရှင်ဘုရင်ကြီးတူရှိအဲ့ဒီရှင်ဘုရင်ကြီးမှာမိဖုရားကြီးတူရှိတယ်ဥပရိဆိုတဲ့မိဖုရားကြီးဒီမိဖုရားကြီးကတော်တော်ချောတာတော်တော်ချောတော့သူအလှမှန်တက်သွားတာသူကချောနေတဲ့အခါကျတော့အိုးအလှကုံတရင်ကလည်းကြောငယ်ကလည်းငယ်ဘုရင်ကြီးရဲ့မိဖုရားကောင်ကြီးဆိုတော့သူကအဲ့ဒီအလှမှန်နဲ့မြောက်ကြွပြီအဲ့ဒီမန်ကလည်းဆိုးတာပဲမာနတကြီးတဲ့လူကလည်းကြီးတယ်ဆိုတဲ့မန်ရှိတာဝရမန်ဆိုတာကြီးလို့ဖြစ်တဲ့မန်အသက်ငယ်တဲ့သူကလည်းပဲယုပ္ပနမန်လားငယ်တယ်ဆိုတဲ့ဂုံနဲ့မန်တက်တာဟောလှတဲ့သူကလည်းလှတယ်ဆိုတဲ့မန်အဲ့ဒီမိဖုရားကြီးကသူလှတယ်ဆိုတဲ့အဲ့ဒီအလှမန်လေးနဲ့တက်နောက်တော့မိဖုရားကြီးကတိတ်လှနေတဲ့အချိန်မှာဆုံးသွားတာသိသွားတာမိဖုရားကြီးနတ်ရဆန်သွားတော့သူမာနကြောင့်တည်သွားတာဘယ်ဘဝရောက်သွားလဲဆိုတော့လေနောက်ချီးပို့တို့ဘဝရောက်သွားမာနကတိဋ္ဌံဘဝရောက်သွားရှင်မင်းကြီးကသူ့မိဖုရားကြီးကိုတားချစ်တော့မိဖုရားကြီးတည်တဲ့နောက်ပိုင်းမှာအလောင်းကိုချက်ချင်းမချသေးဘူးမိဖုရားကြီးယုတ်ကလတ်ကြီးကိုကြီးပြီးတော့သူ့မှာမစားနိုင်မစောင့်နိုင်ပူဆွေးတော့ကတွေဖြစ်ဆွဲလန်းတာဆွဲလန်းတော့ဘုကြီးမတ်ရတွေကရှင်မင်းကြီးရဲ့ဒီရာဂမီးကိုဘယ်လိုညှိရင်ကောင်းမလဲနောက်တော့ဘုရားလောင်းရှင်ရသေးကတောထဲမှာတရားအထုတ်နဲ့ရှင်ရသေးတပါးရှိတာကြားသွားအဲ့ဒီရှင်ရသေးကဘဝတွေကိုမြင်နိုင်တဲ့တကိုးရထားတာဘိညာဉ်ရထားဆိုရှင်မင်းကြီးရသေးတပါးရှိတယ်ဘုရားလောင်းရသေးသူကတော့ရှင်မင်းကြီးရဲ့မိဖုရားကောင်ကြီးဘယ်နာရောက်တယ်ဥပရိမိဖုရားကြီးဘယ်ဘဝရောက်တယ်ဆိုတာပြောပြနိုင်တဲ့သဘောရှိတယ်ရှင်မင်းကြီးသိဆွဲလန်းနေအဲ့ဒီရှင်ရသေးသွားမေးပါလားဆိုဟာအဲ့ဒါဆိုကောင်းတယ်ငါမိဖုရားကြီးသိကျင်တာပဲရောက်နေလဲအဲ့သွားမေးတဲ့အခါကျတော့မှဘုရားလောင်းရသေးကတကိုးနဲ့ကြည့်တယ်ဘယ်ကြီးနဲ့ကြည့်တော့ရှင်မင်းကြီးစိတ်တော့မကောင်းဘူးရှင်မင်းကြီးရဲ့မိဖုရားကောင်ကြီးဟာဟိုနောက်ကြီးဖုံထဲမှာနောက်ကြီးဘိုးတို့အမကြီးဖြစ်နေတယ်နောက်ကြီးဘိုးတို့ဖြစ်သွားတယ်ဆိုမဖြစ်နိုင်ဘူးဘုရားဒီလောက်ချောမောလှပတယ်တပည့်တော်မိဖုရားကြီးဘာဖြစ်လို့ဒီဘဝရောက်သွားအကြောင်းကိုမရှိဘူးမယုံရင်ခေါ်ပေးမယ်ဆိုရင်ဘုရားလောင်းရှင်ရဲ့သေးကအဲ့ဒီမိဖုရားကောင်ကြီးကိုတကိုးနဲ့ခေါ်တော့မိဖုရားတစ်ဖြစ်လဲဥပရိနောက်ကြီးဘိုးတို့မကြီးအဲ့ဒါတက်လာနောက်ကြီးပုံတော်ကုန်းတက်လာနောက်ကြီးပုံပေါ်တက်လာတော့မှစကားပြောကြည့်ပါဆိုတော့အတ္တကဘင်ကြီးကမေးကြည့်တယ်ဥပရိမိဖုရားကြီးဟုတ်လားဟုတ်ပါတယ်ရှင်မင်းကြီးဟာဘာဖြစ်လို့အဲ့ဒီဘဝရောက်သွားတာလဲကျွန်တော်မျိုးမှလူဘဝကမာနကြီးခဲ့လို့ဒီဘဝကိုရောက်သွားတာပါရှင်မင်းကြီးဆိုတော့ယုံသွားတာဩမာနကဘဝအစစ်နှိမ့်သွားတာပဲတိဋ္ဌံဘဝကိုတော့ရောက်သွားစေတာပဲဆိုပြီးတော့တခုသိကျင်တာရှိတယ်အတ္တကဘုရင်ကြီးကလူဘဝတော့ငါမိဖုရားကြီးကလည်းငါ့ကိုသိချစ်တယ်ငါကလည်းပဲမိဖုရားကြီးကိုသိချစ်တာအဲ့တော့ဟိုဘဝရောက်သွားတဲ့အခါမှာကောငါ့ကိုအရင်လိုမြန်ချစ်သေးရဲ့လားသိကျင်တာဘုရင်ကြီးကသိကျင်တော့မိဖုရားကြီးကိုမေးတယ်ဥပရိမိဖုရားတစ်ဖြစ်လဲတော့ကြီးဘုရုမမိဖုရားကြီးလူဘဝတော့ကချစ်တယ်လို့ငါ့ကိုအခုဒီဘဝမှာချစ်သေးရဲ့လားဆိုတော့ဥပရိမိဖုရားကြီးတစ်ဖြစ်လဲတော့ကြီးဘုရုမကြီးကပြန်ပြောရှင်မင်းကြီးစိတ်တော့မကောင်းပါဘူးလူဘဝတော့ကအရှင်မင်းကြီးကိုအသက်နဲ့အမျှ
ယင်းနှစ်သေးကြပါမှာချစ်ပေမဲ့အခုဒီဘဝရောက်တဲ့အခါဆိုရင်တော့အရှင်မင်းကြီးထဲတဲ့နောက်ကြီးပုံတွေကနောက်ကြီးပိုးတို့အထီးကိုပို့ပြီးတော့ချစ်ပါတယ်အဲ့ဒါသွားတာပဲအာသကဘေကြီးတန်ဝေကအရာဟာတော်ပြီငါကတော့ချစ်လိုက်ရတာနော်ဒီကချစ်လိုက်ရတာမင်းမသိပြီတချင်းဆိုအဲ့ဒါကြီးနေမှာငါကတော့ချစ်လိုက်ရတာ तू ကဟိုဘဝမှာတယောက်နဲ့ပြောနေပြီဆိုတော့တန်ဝေကအရာတရားတွေပါရပြန်သိဟောအဲ့ဒါလေးစဉ်းစားကြည့်တော့တခါလူတွေမှာအစွဲလန်းကိုကတော့ဆွဲလိုက်ရတာကိုကတော့ချစ်လိုက်ရတာကိုကတော့တန်မိုးထားလိုက်ရတာတနည်းရောက်တော့လူတွေမှာဘာဇောရှိလဲဆိုတော့ဘဝနိကန္တိကလောဘဇောဆိုတာရှိရောက်တဲ့ဘဝမှာပျော်တတ်တဲ့စိတ်ကလေးယောက်ကသားကတော့ तू ကမပျော်ဘူးတစ်ပတ်နှစ်ပတ်တစ်လလောက်နေသွားအဲ့နေရာလေးမှာအထိုင်ကျသွားရင်မဲအဲ့လုပ်ငန်းလေးမှာပျော်သွားတာအဲ့နေရာလေးမှာပျော်သွားတာဟောဒါကြောင့်မလို့မဲသတောင်းစားလဲသတောင်းစားဘဝ तू ကတော့တောင်းလို့ရတဲ့နေရာပျော်နေတာဘဝနိကန္တိကလောဘဇောဘုရားလောက်တဲ့လူလေသူတို့ဘဝထဲမှာအဲ့ဟာလေးနဲ့ပြောနေတာဟောကြက်တွေငှက်တွေဝက်တွေသက္ခံမှာသိတာပဲပြီးပြီမဲ့လည်းကြက်ချန်ထဲမှာပြောနေတာဝက်ချန်ထဲမှာပြောနေတာဘဝကိုတက်မဲ့တတ်တဲ့လောဘဇောဟာလေတတ္တဝါတွေကိုရောက်ရဘဝမှာပျော်စေတာဆိုတော့အတ္တကရှင်ပင်ကြီးရဲ့မိဖုရားခေါင်ကြီးမာနနဲ့တည်နောက်ချီးပိုးတို့ဘဝရောက်သွားပြီမဲ့အဲ့ဒီဘဝမှာနောက်ချီးပိုးတို့အထီးကိုဆွဲလန်းမှုနဲ့ပျော်နေတာဆိုတော့ကိုဒီမိုင်အဲ့ဒီမာနဒီမာနကိုအကြောင်းပြုပြီးတော့မာနခံတဲ့သူတွေတည်သွားရင်ဘဝအစစ်နှိမ့်နေဆိုတာလေးသိရနော်လူဟာကိုယ့်ကိုယ်မာနကြီးသွားရင်သူတစ်ပါးကိုအလိုလိုအထင်သေးသွားတာသူတစ်ပါးကိုအထင်သေးသွားတာထင်သေးတော့အယိုးသေးတွေမပေးနိုင်ဘူးနှိမ့်ချတာတွေမလုပ်နိုင်ဘာဖြစ်လို့မာနကြီးတာလဲခုနကအထင်ကြီးသွားတာမရှိတဲ့အရာကိုအရှိလို့ထင်သွားတော့လူဟာတရားပြောက်ပြီးတော့ဘဝတွေမှောက်သွားတဲ့သဘောရှိတယ်ဆိုတော့မာနကရှော့ချနိုင်မှဘဝမှာအဆင့်တန်းမြင့်ပြီးတော့နေရတဲ့ဘဝပျော်တယ်မာနကြောင့်ကောင်းတယ်ဆိုတာတဏှာမှမရှိတို့မာနကြီးသွားလို့ဟဲ့ကောင်းကျိုးတွေရသွားတယ်တို့မာနကြောင့်တို့ဒီလိုအောင်မြင်မှုတွေရသွားဘယ်မှမရှိဘူးလူအောက်ကျိုးလို့လူပြိမသေးဘူးဆိုတာပဲမာနခံတော့ဟိုယူသေးပေးရမှလည်းမပေးနိုင်လို့အခွင့်အရေးတွေဆုံးရှုံးသွားတာလည်းရှိတယ်မာနကြောင့်မာနသိကျင်တရားတော်မရဘူးမရဘူးဘုန်းကြီးတို့အကတာဝကကြီးရှင်သာရိပုတ္တရာနဲ့မဟာတာဝကဖြစ်တဲ့အရှင်နုရုဒ္ဓမထေရရှင်နုရုဒ္ဓမထေရရှင်သာရိပုတ္တရာကမြတ်စွာဘုရားရှင်ပြီးရင်ဉာဏ်တော်အကြီးဆုံးမထေရကြီးပဲအကတာဝကကြီးရှင်နုရုဒ္ဓမထေရလည်းမဟာတာဝကထဲမှာပါတယ်မထေရကြီးပဲဒါပေမဲ့ရှင်နုရုဒ္ဓမှာဘာလိခံတယ်ဆိုတော့ဟိုအဲ့ဒီဟာလေးမာနလေးတစ်ချက်ခံတယ်အိုးတရားကငါသေချာမလုပ်သေးလို့ပါသေချာတာအားထုတ်လိုက်ရင်ငါညံနဲ့ခဏလေးရမှာအဲ့ဒါလေးခံနေတော့တရားအားထုတ်ကြည့်တရားအားထုတ်အဲ့ဒီမာနလေးခံသွားတော့တရားမရဘူးဖြစ်တယ်မရဘူးဆိုရှင်သာရိပုတ္တမထေရနဲ့တွေ့တော့ရှင်ဘုရားကအဲ့ဒီဟာလေးခံနေတာဘုရားအဲ့ဒါလေးပယ်လိုက်ရင်တရားရပါမယ်ဟောငါလို့ရင်ဖြစ်တယ်ဆိုတဲ့စိတ်ကလေးကိုကလည်းမဖြစ်သွားတာလေအများကြီးရှိတယ်အဲ့တခါအဲ့ဒီဘာမဟုတ်တဲ့ဟိုအရှိတရားလေးဘာမို့အတိတရားလေးကလူကိုမှန်ခံစေတော့တာတစ်ဖက်ကလည်းပဲလူတွေကဘာဖြစ်လို့မှန်ခံရတာလဲဆိုတော့သဘာဝဓမ္မကိုအမှန်မသိတာလဲပါတယ်ဘာမှအကြာကြီးမဟုတ်ဘူးဆိုတဲ့ဒီအတိလေးကိုနှစ်ကရင်ထဲမှာထိရင်ရှိနေလို့ရှင်ဘာမှအထာကြီးတွေလှုပ်ရှားအောင်မရှိဘူးအကြာကြီးမဟုတ်ဘူးဆိုတဲ့အတိလေးတွေရှိနေအထာကြီးတွေနဲ့ဟိုမာနတွေကြီးနေစရာအကြောင်းမရှိအကြာနဲ့အထာလူတွေမှာအထာသိကြီးတာအထာကြီးတာလဲအဲ့ဒါမာနပဲအကြာကြီးမဟုတ်ဘူးဆိုတဲ့အတိကိုမရှိတဲ့အခါကျတော့အထာကြီးတွေကင်တာတွေဖြစ်ကုန်ရောဆိုတော့ဩဘလောက်ပဲအထာကြီးတွေနဲ့မာနတွေကြီးကြီးအချိန်တန်တော့လည်းပဲသူကသွားရတာပဲအချိန်တန်တော့လည်းသွားရတာပဲအဲ့ဒီအတိလေးရေးမှထားညမြတ်စွာဘုရားကအဲ့မာနတွေရောကျင်ရင်တဲ့အဲ့ကိလေသာတွေရောကျင်ရင်ဘာကမ္မထံအထုတ်တင်တယ်လဲဆိုရင်တဲ့အတုပကမ္မထံပွားရအတုပကမ္မထံပွားရတယ်ပြီးရင်မရဏနုတ္တိသေခြင်းတရားကိုဆင်ခြင်အဲ့ဒီနှစ်ခုပွားအတုပကမ္မထံအတုပဆိုတော့တုပကတင့်တယ်တာအတုပကမတင့်တယ်တာလူတွေကသေသွားမှအတုပလို့ထင်တာ
တေသွားမှမတင့်တယ်ဘူးလို့ထင်တာအမှန်ကတော့မသေးခင်နဲ့အတုပါကြီးဖြစ်နေတာဒီယုတ်ကယုတ်တရားကတို့တွေကဥမဲတင့်တယ်လိုက်တာလှပလိုက်တာချောမလိုက်တာထင်နေတာဒီယုတ်တရားကြီးတကယ်တမ်းကျတော့ဒီယုတ်တရားကလည်းပဲမသေးခင်တည်းကပုတ်နေတာသူ့ဘမဟုတ်ဘူးအတုပါမတင့်တယ်မယုံရင်လည်းကြည်ကြည်ကိုယ်ခန္ဓာကိုယ်2ရက်3ရက်လောက်မှရေမချိုးချင်ဟိုနန်းစောမတင့်တယ်တဲ့လက္ခဏာအကုန်ပြလူတွေမှာခန္ဓာကိုယ်မှာအပေါက်တွေရှိတယ်ဒွါရ9ပေါက်တေချာတွေ့ရင်အဲ့ဒီအပေါက်တွေမှာလေရှိသမျှအပေါက်တွေကထွက်သမျှအရေခုနတခုမှမရှိဘူးဘယ်အပေါက်ကပဲထွက်နော်မျက်စိကထွက်တဲ့မျက်ရည်မကောင်းနှာခေါင်းကထွက်တဲ့နှာရည်လည်းမကောင်းဘူးတခါဘုန်းကြီးတို့များနှာစီးမြင်ဆိုရင်ကိုယ်နှာခေါင်းကထွက်တဲ့နှာရည်ကိုနော်ပြိဿရှိမှဆိုပြန်မျိုးချတာရှိတယ်ဩထွေးကမရှိဒီအပုပ်ကိုပဲပြန်မျိုးသွားတာနှာခေါင်းကထွက်တဲ့အရေးလည်းမကောင်းပါးစပ်ကထွက်တဲ့အရေးလည်းမကောင်းအာဘုတ်နဲ့နားကထွက်တဲ့အရေးလည်းမကောင်းဘယ်အပေါက်ကထွက်သမျှအရေးမကောင်းတခါဂျိုင်းကထွက်တဲ့အရေးဂျိုင်းချွေးလည်းပဲလူတွေကဟိုချွေးဒီလောက်ကြီးမနံဘူးချွေးကလည်းနံတာပဲဂျိုင်းကထွက်တဲ့ချွေးပိုးတော့နံတယ်နံလဲနံတယ်ငံလဲငံတယ်ချွေးကငံတဲ့သဘောရှိတာတခါလေးလူတွေမှာတတိပြောင်းတယ်နံလဲနံတယ်ငံတယ်ဆိုတာသိရတာနဲ့တခါတနေ့ဘုန်းကြီးတို့ကိုယ်တိုင်မှာပဲကိုဆုံးမမှာပေါ့ကိုယ်တိုင်လည်းပဲတခါကျဂျိုင်းလေးကိုလက်ကလေးထိုးပြီးနန်းကြည့်ရတာမဲတနေ့ဘယ်နှခါမှမသိငံလဲငံတယ်နံလဲနံတယ်ဆိုတာသိရတာတဲ့ဒီအာယုန်နေမှာလူတွေမစွန့်ခွာနိုင်တာအတုပါရေကိုသူ့ဘာလို့ထင်နေပြီဂျိုင်းနဲ့လက်ကလေးထိုးရေမချိုးကလည်းတခါရေချိုးပြီးတော့လည်းတခါနှာခေါင်းလေးရှုံးပြီးတော့နန်းလိုက်ရနံမန်းသိရတာနဲ့နေတိုင်းနန်းပစ်တာဟောအပုတ်ကောင်ကြီးအတုပါဆိုရယ်အဲ့ဒါပဲအဲ့ဒီသဘောကိုသေချာနှစ်ကသိသွားရင်ဘာမှမာနကြီးစရာမရှိအတုပါမတင်တယ်ဘူးဒီလိုလေးတွေ့အသက်ရှင်နေတော့တင့်တယ်လို့ထင်တာအဲ့ဒါရင်ဒီတိုင်းထားရင်မတင်တယ်ဘုရားလက်ထက်ကတိရိမာဆိုတာဟိုပြည့်တန်စာတိရိမာကတော်တော်ချောတာအလုံးအမတန်ချောပေါ်တဲ့ဟိုပြည့်တန်စာပြည်ရဲ့တစားတပွဲဖြစ်တဲ့ပြည်တစားတက္ကမလေးတယောက်တိရိမာတော်ချောတာပဲသူရဲ့လတရင်ဂုံတရင်ကြောင့်အတိုင်းပြည်ကမင်းကြီးမင်းသားတွေသူနဲ့ပျော်ပါဖို့ဘုကင်လောက်ရတာအမကြာကြီးအခါကျရှုတစ်နှစ်လောက်ကြိုပြီးဘုကင်လောက်ရတညတာခံစားဖို့အိပ်ဖို့တိရိမာအဲ့ဒီတိရိမာရဲ့ဂုံတရင်တိရိမာကပထမတော့ဗုဒ္ဓဘာသာမှာနောက်တော့ဘုရားနဲ့တွေ့ဗုဒ္ဓဘာသာဖြစ်သွားတယ်ဘာသာတရားကိုတော်တော်ကြည်ညိုသွားနေတိုင်းတန်ခါ8ပါးစွန်းအလှဲ့နဲ့လောင်းတာတန်ခါတွေစွန်းလောင်းတိရိမာရဲ့ဂုံတရင်ကိုယဟန်လေးတစ်ပါးကလည်းဆွဲသွားတာတိရိမာချောတာပဲဆိုမမြင်ဘူးပဲနဲ့လေသူကအဲ့တိရိမာကိုဆွဲသွားတာအဲ့ဒီယဟန်တော်လေးကဆွဲသွားတော့တနေ့တော့သူအလှဲ့ကြစွန်းကန်တိရိမာအိမ်ကိုကြွဖို့အလှဲ့ကိုစောက်တယ်သူအလှဲ့လဲကြရောတိရိမာအိမ်ကိုသူပါသွားတာဟိုမှာကျမ်းမာရင်မကောင်းတော့စွန်းအောင်မှာအတွဲလေးနဲ့အိမ်အဖော်လေးနဲ့တွဲပြီးတော့လောင်းရတာအဲ့ဒါစွန်းကန်ကြွတဲ့ဥစဉ်ငယ်လေးကတိရိမာကိုဆွဲလန်းတဲ့ဥစဉ်ငယ်လေးကအဲ့အိမ်ရောက်တော့စွန်းလောင်းတဲ့တိရိမာလေးကိုကြည့်ပြီးတော့စွန်းလေးခံပြီးတော့ငကိုလေးကဆွဲလန်းတဲ့အခန့်တက်ရှိတော့သူ့ကိုကြည့်ပြီးတော့ဘာတွေးတယ်မှလဲအတွေးလေးကလေဩတဲ့သီရိမာများကြည်စမ်းကျမ်းမာရေးမကောင်းလို့ရေမချိုးနိုင်လို့ခန္ဓာကိုယ်မပြင်နိုင်မဲနဲ့မဖီးမလိမ့်ဒီတိုင်းပဲသဘာဝအတိုင်းရှိနေတာတော့မှဒီလောက်ချောနေတာဩဖီးလိမ့်ပြီးတော့ရေချိုးပြင်လိုက်ရင်ဘလောက်များချောလိုက်မလဲမသိဘူးပိုဆွဲသွားတာအတွေးတွေနဲ့ဩအတုပကိုစင်ကြီးရမှာမစင်ကျင်နိုင်မဲနဲ့အဲ့ဒါဆွဲလန်းပြီးတော့အကြောင်းရောက်တော့သပိတ်စွန်းတော်မစားနိုင်သပိတ်ကြီးတိုင်းထားပြီးတော့ခေါင်းမိချုံပြီးအိတ်တော့တာအဲ့ဒါသီရိမာသေတော့ဘုရားရှင်သွားလျှောက်တော့ဘုရားကသီရိမာကိုအကြောင်းပြပြီးတော့တရားရစရာတွေအများကြီးရှိတဲ့အတွက်ကြောင့်ဘုရားရှင်ကသူ့ကိုချက်ချင်းမတကြိုနဲ့9ရက်ထား9ရက်ပြည့်တဲ့အခါမှာတိုင်းပြည်မှာရှိတဲ့လူတွေရောအကုန်လုံးမင်းကြီးမင်းသားတွေရောတိုင်းပြည်မှာရှိတဲ့ပြည်သူလူထုကအားလုံးလာပါဆိုဘုရားကအရှင်ဘုရင်အမိန့်နဲ့ခေါ်လိုက်တာဘုရားကျောင်းမှာရှိတဲ့တန်ဃာတော်တွေကိုလည်းပဲအာတုဘဆုကြွပါဆိုပြီးတော့အဲ့ဒါတန်ဃာတော်တွေများအချင်းချင်းသတိပေးတော့ခုနကသတိမာကိုဆွဲနေတဲ့ဦးစင်းလေးရတယ်သတိမာအတန်လဲကြောင်ချက်ချင်းအကုန်လုံးကောက်ထားပြီးတော့သင်္ကန်းတွေကိုပြန်လျှောတပိတ်တွေခုနပုတ်သိုးနေတဲ့ဆွန်းတွေအကုန်လုံးတွန်ပြီးတော့စေးကြောပြီးတော့သူပါလိုက်သွား
အာတုဘရှုတဲ့နေရာတိရိမာနေရာလဲရောက်လဲရောက်အဲ့ဒါတိရိမာကိုလေလံပစ်တာတိရိမာလေလံပစ်တာအရင်တော့ကတိရိမာနဲ့ပျော်ပါဖို့ဆိုပြီးတော့လူတွေကအကြာကြီးစောင့်ပြီးတော့ဘုတ်ကင်လုပ်ရတယ်ကဲအခုတိရိမာနဲ့တိရိမာကိုအလိုရှိတဲ့သူတွေတိရိမာနဲ့ပျော်ပါခြင်းတဲ့သူတွေကဲအားလုံးတပြား900နဲ့လာပြီးတော့ပျော်ပါနိုင်ပါတယ်ဆိုလေလံပစ်တော့ပျော်ခြင်းတဲ့လူလက်ညှိုးတောင်းပါဆိုတော့ဘယ်သူမှထွက်မလာဈေးကြီးလို့နဲ့သူတယ်ဈေးပြန်လျှော့ပါတယ်အတပြား300အဲ့လည်းဘယ်သူမှထွက်မလာတော့တဖြည်းဖြည်းဆိုဈေးတွေ discount နဲ့လုပ်ပြီးတော့လေလံပစ်တာနောက်ဆုံးကဲတိရိမာကိုဘယ်သူမှပတ်စံမတတ်နိုင်လဲအလကားယူကြပါလို့ပြောရလဲပဲတိရိမာကိုဘယ်သူမှယူမဲ့လူမရှိတော့ဘူးဘုရားအဲ့မှာဘုရားကတရားဟောတာခန္ဓာကိုယ်ဆိုတာအသက်ရှင်နေတော့ပြင်ထားစင်သားလို့သာလှတယ်လို့ထင်တာသိသွားရင်ဘာမှအကောင်းပြီအကုန်အပုတ်ကြီးပဲဆိုပြီးတော့အပုတ်ကောင်ကြီးရုပ်ဆောင်ထားတာဘုရားကအာတုဘကမ္မထံအာတုဘဘာဝနာတရားဟောတော့ခုနကဥစဉ်လေးလည်းပဲတိရိမာကိုဆွဲတဲ့ရဟန်းတော်လည်းပဲတရားရသွားတရားရသွားအဲ့ဒါပဲပြိဿရေပြောချင်တာကလူတွေကငါဟာအာတုဘကြီးငါကမတင့်တယ်ဘူးဆိုတာမသိတော့အဲ့ဒီခန္ဓာကိုယ်အကြောင်းပြုတင့်တယ်လေထင်ပြီးတော့အထင်နဲ့မာနတွေဝင်တာတေချာတွေးကြည့်ဟိုတနေ့ကစာလေးတစ်ပုဒ်ဖတ်ဘူးလူဟာတဲ့ကိုယ်တာသိအထင်ကြည့်နေတာတဲ့တကယ်တမ်းကျတော့လူဟာတိရစ္ဆာန်တော့တန်ဖိုးမရှိဘူးတဲ့ကြက်တွေသိရင်အိုးကြက်သားဆိုပြီးတော့ရောင်းစားလို့ရသည်ဝက်သိရင်လည်းဝက်သားဆိုပြီးတော့ရောင်းစားလို့ရတယ်စိတ်သားသိရင်လည်းစိတ်သားဆိုရောင်းစားလို့လူသေးသူမှကိုရောင်းစားလို့မရဘူးတဲ့အကုန်လုံးအဲ့ဒါတင်ញိုင်ကုန်ရောက်ပြီးတော့မိတင်းကျစတဲ့ရောက်သွားတာသေသွားရင်ဘာမှတန်ဖို့မရှိဘူးမသေးခင်နဲ့ပုတ်နေတဲ့ဒီအပုတ်ခေါင်ကြီးမှာလေအာတုဘကမ္မထံလေးမတင်တဲ့သဘောလေးကိုဆင်ကျင်ပြီးတော့နေမယ်ဆိုရင်ကိုယ့်ကိုသိအထင်ကြီးနေတဲ့မာနလေးတွေလျော့သွားတာဖြစ်တဲ့အတွက်ကြောင့်မာနကိုအကြောင်းပြပြီးတော့ဂါရဝနိဝါဒမင်္ဂလာတရားတွေလည်းလျော့သွားတဲ့အပြင်ကိုယ့်ကိုအာတုဘကြီးလို့မထင်မဲနဲ့သူ့ဘလို့ထင်နေတဲ့အထင်ကြီးမှုတည်မာနတရားကိုအခြေခံပြီးဖြစ်တဲ့အတွက်ကြောင့်အထင်ဆိုတာအမှန်မဟုတ်တဲ့အတွက်ကြောင့်အထင်ဆိုတာထင်ယုံတတ်တဲ့ပဲဖြစ်တဲ့အတွက်ကြောင့်အရှိတရားမဟုတ်ဘူးတကယ်အမှန်တရားမဟုတ်ဒါကြောင့်မလို့အဲ့ဒီတရင်ကအရှိတရားကိုအတိတရားလေးနဲ့ကိုယ့်ဘာသာကိုဆင်ခြင်ပြီးတော့မိမိကိုမာနတွေကနေရှော့ချငါဘာမှမဟုတ်ဘူးဆိုတဲ့အတိလေးနဲ့ကိုယ့်ကိုအမြဲတမ်းဆင်ခြင်ဘာမှအကြာကြီးမဟုတ်ဘူးဆိုတဲ့ဒီအတိလေးကိုလက်ကင်ထားရင်ဘာပဲဖြစ်ဖြစ်ဘာမှအထာကြီးတွေလှုပ်เสียမရှိပါဘူးအားလုံးဟာသိရင်ပြီးသွားတာပါပဲဆိုတာဒါလေးအတိလေးကိုဘုန်းကြီးတို့တော်ကောင်းများမိမိရဲ့နှလုံးသားထဲမှာဆင်ခြင်ဘုန်းကြီးကိုယ်တိုင်လည်းပဲကိုဒီအတိတရားလေးနဲ့ဆုံးမတော်ကောင်းများလည်းဒီအဆုံးမလေးတွေနာယူပြီးတော့ကိုဘဝမှာအမြဲတမ်းနှလုံးသွင်းနှစ်ကနှလုံးသွင်းထားရမှာကငါဟာတကယ်အဟုတ်တရားမဟုတ်ဘူးအရှိတရားမဟုတ်ဘူးငါပိုင်ဆိုင်ထားသမျှဟာလည်းပဲတကယ်အရှိတရားမဟုတ်အထင်နေတာဖြစ်တဲ့အတွက်ကြောင့်ဘာမှမာနဝင်စရာမရှိဘူးဆိုပြီးတော့ကိုယ်မာနကိုတတိလေးနဲ့ချပြီးတော့ပစ္စုပန်တန်တရာကိုဆုံးမပြီးတော့အသုံးကျနှလုံးလှတဲ့သူများဖြစ်ကြပါစေကုန်တော့တည်း